ကဲတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့မင်းကောင်ကတော့ဒီတစ်ပတ်မှာ9ချိန်မှာ2ချိန်ပဲအောင်မြင်ပါသေးတယ်ပြီးတော့တငယ်ချင်းတို့လေးလာရုံပဲလေးလာပါမင်းကောင်အနေနဲ့နေ့တိုင်ကနန်းတွေကို24ခွက်ဇယားမှအညွန့်နဲ့ကူးယူတင်ပေးခြင်းဖြစ်ပါတယ်အညွန့်လွဲနေတဲ့အတွက်ကြောင့်အောင်မြင်မှုမရသေးပါဘူးအောင်မြင်မှုရလာတဲ့အချိန်မှာငယ်ချင်းတို့မိတ်ဆွေတို့အားလုံးကိုအသေးချာမင်းအောင်ပြောပြပါမယ်မင်းကောင်ရဲ့ကနန်းတွေကိုပြုပြင်ပြီးတော့လည်းသုံးဆွဲနိုင်ပါတယ်ပေါင်းစပ်ပြီးတော့လည်းသုံးဆွဲနိုင်ပါတယ်ရွေးချယ်ပြီးတော့လည်းသုံးဆွဲနိုင်ပါတယ်